အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တော့စတီဗန်ပါနေ့တော့ကျွန်တော်ခိုင်းလဲခိုင်းလို့ကောင်းမယ်ရောင်းလဲရောင်းလို့တန်မဲ့ကင်တာတစ်စီးကိုပြပြီးမှဖြစ်ပါတယ်ဗျဒီကားလေးကတော့ custom grade ဖြစ်တဲ့အတွက်အားလုံးလည်းကြိုက်ကြမယ်လို့ထင်ပါတယ်ဗျကားကဂျပန် use ကားဖြစ်တဲ့အတွက် body လေးတော့နည်းနည်းတော့ချွင်းချက်လေးတွေရှိမယ်ဗျဒါမဲ့သူ့ရဲ့ frame ကတော့တော်တော်လေးလာတယ်ဗျလုံးဝအော်ကြောဟိုမှာ original စေးသားတွေနဲ့တော်တော်လေးလာတယ်ဗျပြီးရင်ဒီကောင်ကကျွန်တော်တို့6ပေါက်ပတ်လဲဖြစ်ပြီးတော့4ရလဲ4ပေးကပ်ဗျဒီကောင်ရဲ့ကြမ်းကင်းမှာကတော့ကျွန်တော်တို့အပေါ်ကနေတံပြားပြန်ပြီးတော့အုပ်ပေးထားတယ်ဗျဒီကြမ်းကင်းတွေကျွန်တော်တို့မိုးရေဆိုပြီးတော့ဆွေးသွားတာပါမရှိအောင်တံပြားအုပ်ပေးထားတယ်ဗျဒီကောင်က4ပေးကပ်ဖြစ်တဲ့ပြင်အပေါ်ဆွဲလည်းဖြစ်တယ်ဗျကားတစ်စီးမှာအဓိကအရေးကြီးတာကျွန်တော်ထင်တာတော့ frame လို့ထင်တယ်ဗျ frame နဲ့ engine ပေါ့ဒီကောင် frame ကြောမျိုးနဲ့ဆိုကျွန်တော်တို့ကားကတော့စိတ်ကြိုက်ခိုင်းမယ်ဗျလက်ကြည့်စရာအောင်မလို့ပြီးရင်ဘေးမှာလည်းကျွန်တော်တို့ quick card တန်းနေပါတခါလေးပါပြီးသားပဲဗျ quick card တန်းနေပါမယ်ဘေး found line မီးတွေလည်းပါပြီးသားပဲဗျbrown အုံးမှာလည်းစီဆိုရစိတ်ရမရှိဘူးဗျတော်လေးလာတယ်ဗျအတွင်းကန်းဒီမှာတော့ကျွန်တော်တို့ထိုင်ကုန်လေးရောအပေါက်ပြေးလေးတော့ရှိနေတယ်ဗျဒါပေမဲ့အတွင်းကန်းကတားကြီးညစ်ပတ်တဲ့ထဲမှာတော့မပါဘူးဗျအတင်းတန့်ရှင်းတယ်လို့ပြောမှာဗျကားက custom grade ဖြစ်တဲ့အတွက်ကျွန်တော်တို့ရှေ့ဘက်မှာနီကယ်ဖတ်တွေနဲ့ဆင်လာတာတော်တော်လေးလာတယ်ဗျငါရှေ့လေးနောက်လေးတော့မဟုတ်ဘူးဗျရှေ့ဘက်တာနောက်လေးပေါ့ရှေ့ကျွန်တော်တို့အခေါ်ဆိုရှေ့၄ကလန့်ပေါ့၄ကလန့်နဲ့နောက်ရှေ့၄ကလန့်နောက်လေးနဲ့ဗျဆက်လို့စမ်းကြည့်ပြီးတော့ကားကိုစမ်းကြည့်မယ်ဗျကားကဘက်ထရီရတယ်ဗျကျွန်တော်ဘက်ထရီတွေဘာမှထောက်စရာမလိုဗျတန်နိုးပဲဗျကျွန်တော်တကောက်ကီလိုက3သိန်းခွဲဝန်းကျင်လောက်တော့ရှိပြီဗျဒါမှတော့ဘာ error မှမရှိဘူးဗျကျွန်တော် CRM ပုတ်ပါနဲ့တော်တော်လေးလဲလို့ခေါင်းတယ်ဗျအဲကွန်းနေလဲအားလုံးအလွတ်လုပ်တယ်ဗျအဲကွန်းအေးတယ်အဲကွန်းဖန်နေပါတွေကလည်းလေထွက်တယ်ဗျအဆင်ပြေတယ်ဗျအဲကွန်းကျွန်တော်ဂီယာလေးကိုစမ်းပြပေးမယ်ဗျဂီယာအားလုံးဝင်မဝင်စမ်းပြပေးမယ်ဗျဂီယာချက်တွေအားလုံးလည်းအဆင်ပြေတယ်ဗျဂီယာညက်တာတွေပါတယ်မရှိဘူးအားလုံးဂီယာထိုးလို့အဆင်ပြေတယ်ဗျဒိုင်ခွက်တွေအားလုံးလည်းပုံမှန်အတိုင်းပဲအလုပ်လုပ်တယ်ပြီးလို့ရှိရင်ကျွန်တော် engine တန်လည်းမှန်တယ်ဗျဒီမက်တင်မန်ရှာတွေကကျွန်တော်စမ်းကြည့်တာကတော့ဒီ driver ဘက်ကမက်တင်မန်ရှာအလုပ်လုပ်ပြီးတော့ဒီ passenger ဘက်ကမက်တင်မန်ရှာတော့အလုပ်မလုပ်ဘူးဗျခေါင်းတွေတော့အားလုံးအဆင်ပြေတယ်ဗျမရှုမှန်ခေါင်းတွေအလုပ်လုပ်တယ်
ဒီကားကတော့ကျွန်တော်အပြင်ကိုယူထုတ်ပြီးတော့ပတ်ပြီးတော့မောင်းဆန်လို့အဆင်မပြေတဲ့အတွက်ဒီနေရာမှာပဲကျွန်တော်ရှေ့တိုးနောက်ဆုတ်လုပ်ပြီးတော့ဂီယာတွေထိုးပြီးတော့စမ်းကြည့်တယ်ဗျဂီယာတွေထိုးတာကြက်လားမကြက်လားပေါ့ကျွန်တော်ရှေ့တိုးနောက်ဆုတ်လုပ်ပြီးတော့ဂီယာလေးထိုးပြီးတော့စမ်းကြည့်လိုက်တယ်ဗျအချက်တွေကတော့ကျွန်တော်တို့ထိုးရအဆင်ပြေပြီးတော့ဂီယာကြက်တာညက်တာမျိုးတော့မရှိဘူးဗျကားရဲ့ engine မှာဘီကုန်းဝေးပါမပါကျွန်တော်ဒါလေးပြင်ပြီးဆန်းပြပေးမယ်ဗျကျွန်တော်စမ်းကြည့်တာတော့ပါအုံးကြီးတွေရောက်ဗျအုံးကြီးရှင်းနေဗျအုံးကြီးမှမရှိဘူးဗျခေါင်းဆက်လက်ပြီးတော့ကျွန်တော် engine ကန်းကိုလိုက်ပြီးတော့ပြပေးမယ်ကားရဲ့ခေါင်းတွေမှာလည်းဘာပိန်ရန်ရှိုက်ရန်မှမရှိဘူးဗျ။ engine ကတော့ကျွန်တော်တို့ 4M50 engine ကိုသုံးထားပေးတယ်ဗျ။ engine ပတ်လည်မှာတော့ဘာအယိုအစိမ့်မှမရှိဘူးဗျ။ပြီးရင်ဒီ engine မှာသုံးပြထားတဲ့တာဘိုမှာလည်းဘာအယိုအစိမ့်မှမရှိဘူးဗျ။ပြီးကျွန်တော်စီယာတန်ကန်နေရာတွေမှာလည်းဘာစီဆိုရစိမ့်ရမှမရှိဘူးဗျ။တော်လေးလာတယ်ဗျ။ဒီခေါင်းရဲ့အောက်ဖက်တွေမှာလည်းအဆွေးတန်ကြီးမရှိဘူးဗျ။အဲ့ဒါလည်းရှင်းတယ်ဗျ။စက်တန်ဟိုနားထောင်ကြည့်တဲ့အခါစက်တန်မှာလည်းကျွန်တော်တို့ညံတာတိုက်ပစ်တန်တွေပါတာမျိုးမရှိဘူးဗျစက်တန်ငြိမ်လေးနဲ့စက်တန်ပုံမှန်ပဲဗျခေါင်းခန်းရဲ့အောက်ဖက်ရှမ်းမှာပါအပေါက်ပြဲမှာတွေ့တာမျိုးတော့မရှိဘူးဗျပြီးလို့ရှိရင်တန်ကြီးတွေပါလည်းမရှိဘူးဗျဒီ engine bay နာ frame တွေမှာလည်းတော်တော်လေးတော့လှတယ်ဗျ engine bay နာ frame တွေကကျွန်တော်အော်ကြောအော်စီးနေပဲဗျတန်ကြီးတွေအဆွေးတွေတော့ဘာမှမရှိဘူးဗျကျွန်တော် engine အငွေ့ပါမပါဆွဲပြပေးမှာဗျဒီကောင်ကျွန်တော်နှိုးထားတာဆိုလို့ရှိရင်10မိနစ်15မိနစ်လောက်တော့ရှိပြီဗျပူနေတဲ့အချိန်မှာကျွန်တော်ဆွဲပြတာတော့ဘာအငွေ့မှမတွေ့ရဘူးဗျအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိအချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျနောက်နေ့ဒီမှာလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေထပ်ပြီးတော့တင်နိုင်အောင်ကြိုးစားပါအောင်ဗျ